မာတင်နယ်လီကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ဂါလာတာစရေးနဲ့အေဗာရက်ကိုခေါ်ယူဖို့အခွင့်အရေးကောင်းတချို့ပြန်လည်ရှိလာနိုင်နေဆိုတဲ့အာဆင်နယ်တင်းရဲ့သတင်းတွေကိုသုံးသပ်တင်ဆက်သွားခြင်းပါတယ်အားလုံးမင်္ဂလာပါ Facebook နဲ့ YouTube Channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တို့ရရှိတဲ့သတင်းနှစ်ပုဒ်ရှိပါတယ်ပထမတစ်ပုဒ်ကတော့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့တောင်ပန်ဘရာဇီးတောင်ပန်ကစားသမားဂါဗီယယ်မာတီလီနီနဲ့ပတ်သက်တဲ့သတင်းဖြစ်ပြီးတော့နောက်တစ်ပုဒ်ကတော့ကျွန်တော်အက်တလက်တီကိုမက်ဒရစ်အသင်းမှာကျွန်တော်ရေရှည်ပြတ်မှတ်ထားနေတဲ့ဟူလီယန်အေဗာရက်သတင်းတွေပါပထမဆုံးအနေနဲ့ကျွန်တော်တို့မာတင်နယ်လီရဲ့သတင်းနဲ့ကျွန်တော်စပြီးရင်တော့ကြည့်လိုက်အောင်ဒီအမကိုကျွန်တော်တို့ဂါလာတာစရီကခေါ်ခြင်းတယ်တူရကီအင်အားကြီးကလပ်ကဂါမကိုယူရိုတန်း90လောက်နဲ့စတင်ကန်လန်းမယ်ဆိုပြီးတော့ကျွန်တော်တို့တူဒီဘက်ကသတင်းတချို့မှာဖော်ပြနေကြပါတယ်အာဆင်နယ်အသင်းဘက်ကလည်းကစားသမားကိုရောင်းချဖို့ဆန္ဒရှိတယ်ဒါပေမဲ့တခုရှိတာကဒီကစားသမားရဲ့နေရာမှာအစားထိုးနိုင်မယ်နောက်တဲ့ကစားသမားတစ်ယောက်မရမချင်းကစားသမားကိုရောင်းချသွားဖို့တော့စိတ်ကူးမရှိဘူးလက်ရှိမှာအသင်းမှာခရစ်စတိုဇိုလင်းနဲ့မာတင်နယ်လီဒီဝင်းဘက်မှာ2ယောက်ပဲရှိပါတယ်ကျွန်တော်စာကဘက်ချက်မှနိုနီမာဒူဂေနဲ့2ယောက်စီပဲရှိတာပါမာတင်နယ်လီကိုရောင်းချလိုက်မှဆိုရင်ခရစ်စတိုဇိုလင်းတစ်ယောက်တည်းနဲ့မဖြစ်သေးပါဘူးကျွန်တော်တို့မှာနောက်ထပ်အစားထိုးနိုင်မဲ့တောင်ပန်သမားကိုလည်းဈေးကွက်ထဲမှာရှာဖွေနေတော့ရှိပါသေးတယ်ဒီအချိန်မှာဒီသတင်းကအချိန်ကထွက်ပေါ်လာတာပါအာဆင်နယ်အသင်းတောင်ဝင်ရှိတွေဘက်ကသဘောထားကတော့ကျွန်တော်ခုနပြောခဲ့သလိုပဲနောက်ထပ်အစားထိုးကစားမတစ်ယောက်ရရှိခဲ့မယ်ဆိုရင်တော့မာတင်နယ်လီကိုကျွန်တော်တို့ငွေပြန်ဖော်ဖို့အတွက်ရောင်းချသွားကောင်းရောင်းချနိုင်ပေမဲ့အာဆင်နယ်အသင်းဘက်ကလည်းတတ်မှတ်ထားတဲ့တန်ကြီးနဲ့ဂျူဝင်ဂါလာတာစရီရဲ့ကန်လန်းချက်ကမကန့်ညီပါဘူးအာဆင်နယ်အသင်းကအနည်းဆုံးပေါင်တန်း90လို့ပြောဆိုထားပေမဲ့ဂါလာတာစရီဘက်ကတော့ယူရိုတန်း90သာရှိတာပါယူရိုတန်း90သာဆိုတာကကျွန်တော်ပေါင်နဲ့တွက်မယ်ဆိုရင်45တန်းဝန်းကျင်လောက်ပဲရှိပါတယ်အာဆင်နယ်ဘက်ကအနည်းဆုံးပေါင်တန်း90လို့ကျင်တယ်ဂါလာတာစရီကတော့ယူရိုတန်း90လောက်နဲ့ပဲကန်လန်းနေတာပါဒီနေရာမှာတစ်ခုပြောချင်တာကမာတင်နယ်လီရဲ့သဘောထားပါမာတင်နယ်လီကအာဆင်နယ်အသင်းကရောင်းချမယ်ဆိုရင်လည်းသူ့ဘက်ကသွားမယ်သူ့ရဲ့သဘောတရားဆန္ဒအရာကတော့အာဆင်နယ်အသင်းကနေမထွက်ခွာခြင်းဘူးဒါပေမဲ့လည်းအာဆင်နယ်အသင်းဘက်ကရောင်းချဖို့ကြိုးစားလာမယ်ဆိုရင်လည်းသူကငြင်းဆန်သွားမှာမဟုတ်ဘူးဆိုပြီးတော့သတင်းတွေမှာသိရတယ်ဘာလို့လဲဆိုတော့ကစားသမားကပြီးခဲ့တဲ့တော့မှကျွန်တော်စာချုပ်တစ်ထိုးထားတာဖြစ်တယ်စာချုပ်တစ်ထိုးတော့သူပြောခဲ့တဲ့စကားလေးကဘောပင်တစ်ချောင်းသာပေးကျွန်တော်တို့ကျန်တာဘာမှမလုပ်ဘူးဘောပင်တစ်ချောင်းရှိရင်စာချုပ်မှာကျွန်တော်လက်မှတ်ထိုးမှဆိုတဲ့ကစားသမားမျိုးအာဆင်နယ်ကိုဘယ်လောက်ချစ်လဲသိတာတယ်တခုကြီးကကျွန်တော်တို့ပြည်သက်တွေရဲ့အလိုဆန္ဒမပြေဝမှုကစားသမားကိုတိတ်ပြီးတော့အကြိုက်မတွေ့တော့တဲ့ပုံစံမျိုးတွေကစားသမားကတောင်ပန်ကမ်းမတယောက်ဖြစ်တယ်တိတ်ပြီးတော့အရေးအနှွဲ့အလှုပ်ရှားတယ်မရှိဘူးခေါင်းငုံမီချိန်နဲ့ဆွဲပြေးနေတဲ့မာတင်နယ်လီစီရောက်ရင်ဘောလုံးပြတ်မှာပါကွာဆိုတဲ့အယူအဆမျိုးနဲ့ကစားသမားကတောက်လျှောက်ဝေဖန်ခံလာခဲ့ရတာဒါပေမဲ့ကစားသမားဘက်ကတော့ professional ပြီးပြီးသားပဲသူထွက်ချင်ပါတယ်ဘယ်အသင်းနဲ့သဘောတူညီမှုရပြီးပုံကွေးဆိုင်ရာသဘောတူညီမှုရသွားပြီဆိုရင်မျိုးတွေမရှိခဲ့ဘူးဘယ်လောက်ထိ professional ဆန်လဲဆိုတာကျွန်တော်တို့အသိဆုံးကျွန်တော်တို့ဒီကစားသမားကိုလည်းချစ်တယ်ဒါပေမဲ့အသင်းရဲ့ကိုနောက်ထပ်အောင်မြင်မှုတွေမြန်မာတဲ့အောင်မြင်မှုတွေကိုတွားမယ်ဆိုရင်မာတင်နယ်လီနဲ့မလုံလောက်တာကိုတော့ကျွန်တော်တို့အကုန်လုံးသိပြီးသားဒါကြောင့်မို့လို့လေကျွန်တော်တို့ကဒီနွေရာသီဈေးကွက်မှာဟူလီယန်အေဗာရက်တို့ကျွန်တော်နော်နီကိုဝီလီယန်တို့ကင်နန်ရဲဒစ်တို့ဒီလိုနာမည်ကြီးခြေစွမ်းခြေသာရှိတဲ့ကစားမိုင်းနဲ့အတန်ထွက်နေတာဒီသားမတွေတွေကတယောက်ဟိုရောက်လာခဲ့မယ်ဆိုရင်တော့မာတင်နယ်လီအပြောင်းအလဲဖြစ်လာနိုင်တယ်လက်ရှိမှာတော့ဘယ်ကမှရောက်မလာသေးဘဲနဲ့ခရစ်စတိုဇိုလီတယောက်တည်းရှိတဲ့အချိန်မှာမာတင်နယ်လီကိုရောင်းထုတ်ဖို့ဆိုတာကတော့မဖြစ်နိုင်သေးပါဘူးဒီသတင်းကလည်းတူဒီဘက်ကလာတဲ့သတင်းတွေအရသာဖော်ပြပေးရတာဖြစ်ပါတယ်ကျွန်တော်တို့Tier 1 Tier 2 level တော့မဟုတ်ပါဘူးအလွန်ဆုံးယုံကြည်ရTier 4 level လောက်သာရှိတာပါကောလာအနေနဲ့ပဲဖော်ပြပေးတာဖြစ်ပါတယ်ဒုတိယသတင်းပုံအနေနဲ့ကတော့ဟူလီယန်အေဗာရက်ပါအက်တလက်တီကိုမထွက်အသင်းကသူတို့ရဲ့ပြည်တွင်းပြိုင်ပဲဘာစီလိုနာကိုမရောင်းချင်ဘူးပြစ်ပြတ်သားသားပြောပြီးသားဒါပေမဲ့ကစားသမားကဘာစီလိုနာကိုတွားကျင်တယ်လာမဲ့တနင်္လာနေ့မှာအသင်းကိုပြန်ရောက်လာပြီးတော့အသင်းရဲ့သူတို့အသင်းရဲ့တာဝန်ရှိသူနော်နီးပြနဲ့ကစားသမား၃ဝင်းဆိုင်ဆွေးနွေးကြမယ်ကစားသမားကဂုဏ်သစ်ကရှိနဲ့ဂရီတီဖို့တူသွားခြင်းတဲ့အသင်းကိုတွားခွင့်ပေးဖို့တစ်ဖက်ကအက်တလက်တီကိုမက်ဒရစ်ကလည်းညွှန်းမြတ်ရမယ်ကန်လန်းမှုမျိုးတွေရှိမယ်ဆိုရင်ပြည်ပကိုပဲရောင်းချမယ်ပြည်တွင်းကိုတော့မရောင်းချနိုင်ဘူးဘာစီလိုနာဘက်ကကစားသမားကိုတန်ကြီးတန်း100ယူရိုတန်း120အလုံးစုံပုံမပေးနိုင်ဘူးဆိုပြီးတော့လည်းပြောဆိုထားတယ်လို့အက်တလက်တီကိုမက်ဒရစ်ကလည်းဘာစီလိုနာဘလောက်ပေးမရောင်းနိုင်ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ရေရှည်စိတ်ဝင်စားခဲ့တဲ့အာဆင်နယ်အသင်းရဲ့သတင်းတွေကဝင်လာခဲ့တယ်
အာဆင်နယ်အသင်းဘက်ကိုဆိုရင်တော့ရောင်းချသွားနိုင်တယ်အက်တလက်တီကိုမက်ဒရစ်အသင်းရဲ့တာဝန်ရှိသူတွေကအာဆင်နယ်အသင်းကကမ်းလှမ်းလာရဲဆိုရင်တော့လက်ခံစဉ်းစားသွားနိုင်တယ်ဘာစီလိုနာကိုဆိုရင်တော့ရောင်းမှာမဟုတ်ဘူးဒီမှာကစားသမားကဘာစီလိုနာကိုသွားကျင်တယ်ဒါပေမဲ့အသင်းကဘာစီလိုနာကိုမရောင်းမှုဆိုတဲ့အတွက်ကြောင့်မလို့တကယ်လို့ဘာစီလိုနာကိုရွေးချယ်ခွင့်မရှိဘူးအက်တလက်တီကိုမက်ဒရစ်ကလည်းဒီနေရာဒီမှာထွက်မှာလို့ကစားသမားကဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အတွက်ရွေးချယ်စရာကအာဆင်နယ်အသင်းသာရှိပါတယ်ကစားသမားဘက်ကလည်းအာဆင်နယ်ကိုသူကမသွားကျင်ဘူးလို့မငြင်းဘူးဒါပေမဲ့အင်္ဂလန်ကိုနောက်တစ်ချိန်ပြန်မလာခြင်းဘူးသူ့ရဲ့အသင်းဟောင်းမန်စီးတီးရဲ့ကိုပြိုင်ဘက်ဖြစ်နေပြန်ပြီးရေးဆိုင်မှာကစားခြင်းမှုဆိုပြီးတော့လွန်ခဲ့တဲ့နှစ်တည်းကကစားသမားကပြောဆိုထားတာရှိတယ်ဆိုတော့ဒီပြောင်းရှိရဘယ်လိုဖြစ်လာမလဲဆိုတော့သွားခြင်းတဲ့အသင်းကိုသွားလို့မရသွားလို့ရတဲ့အသင်းကြောင့်လည်းသူ့ရဲ့အသင်းဟောင်းနဲ့ပြန်ပြီးရင်မဆိုင်ခြင်းသူ့ရဲ့ပိုင်ဆိုင်ထားတဲ့မိခင်ကလည်းအက်တလက်တီကိုမတစ်ကလည်းသူသွားခြင်းမှာဆိုတဲ့ဘာစီလိုနာကိုမရောင်းနိုင်ဘူးဘယ်လောက်ပေးအာဆင်နယ်ဘက်ကကန်လန်းလာတယ်ဆိုရင်တော့လက်ခံစဉ်းစားမယ်ဆိုပြီးတော့အပြောင်းရှိကကျွန်တော်တို့ရေကလေးရိုက်နေပြီဒီနေရာမှာအဲ့တော့ဘာတွေဆက်ဖြစ်လာမလဲဆက်လက်ဆောင်ကြည့်ရမှာပါအာဆင်နယ်ကဒီနွေရာသီမှာတောင်ပန်ကစားမတစ်ယောက်တေချာပေါက်ဖြည့်ကိုဖြည့်မှာဖြစ်ပေမဲ့ဟူလီယန်အဲဗာရက်ဖြစ်မလားကျွန်တော်တို့နီကိုဝီလီယန်ဖြစ်မလားနော်ယူဗင်နဲ့အသင်းရဲ့လူငယ်ကျယ်ပွင့်ကင်နန်ရဲတွေဖြစ်မလားဆိုတော့ကျွန်တော်စောင့်ကြည့်သွားအောင်ပါဆိုတော့ဒီနေ့သတင်းကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးရတဲ့ကျွန်တော်တို့အာဆင်နယ်ညီကိုပြည်သူများအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ